ခေါင်းကြိုက်တာလားမြန်မာတော့တော့မှတော့လိုက်ရစမ်းကြိုက်တာခဏနေတွေ့ရင်ဝင်လာပေးမယ်ဥမောင်ကဒါမဆွဲဘူးခေါင်းကြီးလားထိုင်းတော့တစ်ခါဒီမှတော့အဲ့ဒါတော့သိတော့တော့မဟုတ်ခေါင်းရဒီချင်းကတ်များပါပဲမိဘမြတ်တဲ့အော်မယ်နော်ဟုတ်ဘေးကဘာတော့မှရှိရတယ်ဒီကကြီးရဲ့ဦးဆောင်လိုက်နေကျွန်တော်တို့ဒီဘုံမြန်များဟိုဒီဒီနားလေးနေရာရတော့လို့ဒီနေရာပဲဖြစ်နေမင်းကလေးတွေကများလို့ယောက်ျားလေးဆိုရင်တော့ဟုတ်တယ်အဲ့ဒါအဆင်ပြေအဆင်ပြေမင်းကလေးနဲ့ဆိုတော့ထိုင်မပြူဖို့နာအဆင်မပြေဘူးမင်းခံအောင်လို့ဥမောင်တော့တော့ဟိုကတော့ဈေးဝယ်ခိုင်းလိုက်တာပြန်မလာသေးပါဘူးကလေးပါဘူးကိုမင်းလည်းဇာဈေးဝယ်ခိုင်းသူစီနဲ့ဖုံးပါဒီကိုမကြည့်သေးတော့ကျွန်တော်တို့ကြည့်ပေးမယ်ဘာလို့တော့သိပါဒီနောက်လာခဲ့လို့မှားလိုက်တယ်မလားသုံးစကြုံမောင်ဟမ်တစ်နဲ့လားငါးမှုနဲ့လားလေဘယ်ကမှမရဘူးမိုးမေးကြည့်လားလေမိုးရင်းကမမိုးငါစားမလားမစားဘူးလေဩဟုတ်ပြီဟေးအိုလီလို့လေဟောနမစင်ပြောတော့ဟေးတို့လာရနော်မိဘလေးလိုချင်တာမိဘလေးတွေဘုံကရောင်စုံလေးပါမယ်ဘုံပြန်ရောင်စုံလေးပါမယ်အောက်ရောင်စုံကလိုက်တာရောင်စုံလေးပါမယ်ဒီဟေးမိဘထွက်အော်လို့ရည်ဆူလာမုန်ကြီးခြေဒီတော်ကြီးကိုတောင်ကြီးမြို့ကဆူလာမုန်ကြီးခြေဒီတော်ကြီးကိုဘာမှမသိဘူးဟောပဲပြုတ်တယ်တောင်ရိနာနတ်ပြည်မှာရှိတယ်ဟေးဘယ်လိုဒီနာမလဲကိုဘယ်လိုမလို့အိုလီအမဟေးလက်ခေါ်အဲ့မှာတန်လေးပြလိုက်ကြပါဦးတွေ့လားဒါမျိုးမှအဟောပါရဲ့ကမ္ဘောဇာရဲ့ဟာတက်ကွာတက်ဘုံကြောက်တယ်ဘုံကဲစည်နေရပါလေဗျဟိုင်းရှူဟေးငါတို့ကချွေစင်းလုံးတော့တွဲလေးရိုက်နေတာလာတို့နှစ်ယောက်တည်းဖောင်းနေရနော်တို့နှစ်ယောက်ကိုဖောင်းနေဟုတ်တယ်မဟုတ်သေးလာတယ်လာတယ်ဟာနမ်းမစင်ရှိရလေနမ်းမစင်ငါ့ကိုရိုက်ပြီဦးနမ်းမစင်ငါတပုံနဲ့မရိုက်ဘူးတဲ့ဒီကနေချပါပါတော့ကမ္ဘောဇဘန်ရဲ့ဘယ်နာကကြီးอ่ะအဲ့ဒါအလဲဘန်းနေငွေဘန်းနေငါလည်းရိုက်ပြောနေပါဟေးငါလည်းဘာနိုင်ကြပါ1 2 3ရိုက်လာရပြီ1 2 3အဲ့ဒီစိတ်ကဂျပန်ကအင်းနေမှုပြနောက်တစ်ပို့